ကဲတော့ကျွန်တော်ဒီနေ့ခန္ဓာကိုယ်အစိတ်ပိုင်းစကားလုံးတချို့လေ့လာကြည့်မယ်ပေါ့နော်အဲ့တော့ပထမဆုံးခန္ဓာကိုယ်ဘယ်လိုပြောလဲဆိုရင်ရှမ်းထီလို့ခေါ်တယ်ရှမ်းထီအဲ့တော့ဒီဘက်ချမ်းကစလုံးလေးအရင်လေ့လာကြည့်မယ်ပထမဆုံးကထိုခေါင်းကိုပြောတယ်ဦးခေါင်းကျမ်းပန်ကြတော့ပခုံးကိုပြောတယ်နောက်ကိုရှုံးဆိုတာကြရင်ဘက်ကိုပြောတာရှုံးနောက်ကိုဖိကူကြတော့တင်ပါဖိကူရှိကိုက်ဆိုရင်ဒူကောင်ရှိကိုက်ဒူကောင်အဲ့တော့ဒီဘက်နောက်တစ်ချမ်းဟာကြည့်မှာပေါ့နော်ပေါ်子ကလေပင်ပေါ်子လေပင်手ကြတော့လက်胳膊လက်မောင်း肚子肚子နောက်ကိုထွေဆိုခြေထောက်နောက်ကိုကြောက်ကြတော့ခြေထောက်ပဲဒါပေမဲ့ခြေမျက်စိအောက်ပိုင်းပေါ့နော် foot ဆိုတော့